အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့တတိတိ12ကြိမ်အတွက်ကိုကိပရိတ်ဆိုင်လေးပြပေးမှာပါရှင်ဒီကိပရိတ်ဆိုင်လေးကပတ်တိုင်းမှာလည်းတင်နေကြဆိုတော့လူတိုင်းလည်းသိနေလောက်ပါပြီအဲ့တော့တွက်နည်းကိုတော့ဒီနာကနေပြီးတော့ပဲစပြီးပြပေးလိုက်တော့မယ်နော်6တင်းနှစ်လို့ထွက်တဲ့ပင်ကနေစပြပေးပါမယ်ရှင်6တင်းနှစ်လို့ထွက်တဲ့ပင်မှာထိထွဲကဏ္ဍက339ကို6တင်းနှစ်တူရီယာခွန်ပထမဆုံးထိထွဲကဏ္ဍက355ဒီ3က3ကိုယူတယ်ဒီခွန်ကလည်းခွန်ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်3မတ်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့8ကို2ပွင့်တိုးတော့3ည3ညကို4ပွင့်တိုးတော့4 8ရဲ့ပါဝါ3 3ညရဲ့ပါဝါ5 4ရဲ့နှခက2အဲ့ဒီမှာကြတော့3ညထိတ်တစ်လုံးနဲ့3ညခွန်လို့4ပရိတ်နဲ့ကြခဲ့ပါရှင်3ညခွန်လို့ထွက်တဲ့ပေမှာထိထွဲကဏ္ဍက936 3ညခွန်တူရီယာ43ပထမဆုံးထိထွဲကဏ္ဍက26ခွန်ဒီ9က9ကိုယူတယ်ဒီ4ကလည်း4ကိုယူတယ်ဒီခွန်ကလည်းခွန်ကိုယူတယ်3မတ်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့9ကို2ပွင့်တိုးတော့1ကို4ပွင့်တိုးတော့9 9ရဲ့ပါဝါ4 1ရဲ့ပါဝါ6 9ရဲ့နှခက3အဲ့ဒီမှာကြတော့လေသူက38ခွန်လို့သူက3တလုံးအပါနဲ့38ခွန်လို့ကြခဲ့ပါရှင်38ခွန်လို့ထွက်တဲ့ပေမှာထိထွဲကဏ္ဍက139ခွန်38ခွန်တူရီယာ38ပထမဆုံးထိထွဲကဏ္ဍက298ဒီ1က1ကိုယူတယ်ဒီ3ညကလည်း3ညကိုယူတယ်ဒီ2ကလည်း2ကိုဒီ8ကလည်း8ကိုယူတယ်3မတ်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့2ကို2ပွင့်တိုးတော့4 4ကို4ပွင့်တိုးတော့8 2ရဲ့ပါဝါခွန်4ရဲ့ပါဝါကို8ရဲ့နှခက1အဲ့ဒီမှာလဲခွန်ထိတ်စီးနဲ့ခွန်တစ်လုံးအပါနဲ့ခွန်3ညလို့4ပရိတ်နဲ့ကြခဲ့ပါရှင်ခွန်3ညလို့ထွက်တဲ့ပင်မှာထိထွဲကဏ္ဍက1ခွန်3ခွန်3ညတူရီယာ9 5ပထမဆုံးထိထွဲကဏ္ဍက848ဒီ1က1ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်ဒီ8ကလည်း8ကိုယူတယ်3မတ်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့1ကို2ပွင့်တိုးတော့3 3ကို4ပွင့်တိုးတော့ခွန်1ရဲ့ပါဝါ6 3ရဲ့ပါဝါ8ခွန်ရဲ့နှခက3ညအဲ့ဒီမှာကြတော့လေ1 8နှလုံးအပါနဲ့3ပရိတ်နဲ့184လို့ကြခဲ့ပါရှင်184လို့ထွက်တဲ့ပင်မှာထိထွဲကဏ္ဍက28ခွန်184တူရီယာ48ပထမဆုံးထိထွဲကဏ္ဍကခွန်58ဒီ2က2ကိုယူတယ်ဒီ4ကလည်း4ကိုယူတယ်ဒီ8ကလည်း8ကိုယူတယ်3မတ်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့ခွန်ကို2ပွင့်တိုးတော့9ကို4ပွင့်တိုးတော့3ခွန်ရဲ့ပါဝါ2 9ရဲ့ပါဝါ4 3ရဲ့နှခက5ဒီအပင်မှာခွန်9 3 2 4 5သူကအပြီးပေါက်လဲကြားတတ်ပါတယ်ကီးလဲကြားတတ်ပါတယ်ဗရိတ်လဲကြားတတ်ပါတယ်အဲ့တော့ခွန်9 3 2 4 5မထိရင်တော့ပေါက်ဒီကဏ္ဍဖြစ်မှာမဟုတ်ပါဘူးရှင်ဒါကတော့မိုးမြင့်သူရဲ့3ည9 4 2 8 1 8ခွန်4ခွန်4 3ည9 4 2 8 1 8ခွန်4ခွန်4ဒီဖုန်းနံပါတ်မပါလို့ရှိရင်အကောက်အတုလို့သာမှတ်လိုက်ပါရှင်အဲ့တော့ 3D မှာပါဝင်ထားတဲ့နှစ်တဝက်စာမှာပါသမားတွေဒီအချိန်မှာပါပြည့်သွားပါပြီနှစ်တဝက်စာမှာပါကရုကိုဒီတစ်ချိန်ပြီးရင်ဖြတ်တော့မှာပါရှင်ဒီတစ်ပတ်မှာထိတ်စီးတစ်လုံးနဲ့ကြားတဲ့ site လေးကိုမဘာကရုမှာတင်ပေးပါမယ်ရှင်ထိတ်စီးတစ်လုံးကြားလာတဲ့ site လေးပေါ့နော်အဲ့ဒီဥစ္စာရဲ့ဒီ key site လေးတွေရပေါ့မဘာကရုမှာ20 site လေးနဲ့အတူပြပေးပါမယ်နောက်တစ်ခါတစ်ချိန်ချင်းမွေးကနန်းနှစ်ကွက်တစ်ချိန်ချင်းမွေးကနန်းနှစ်ကွက်ရှိပါရဲ့ရှင်အဲ့တစ်ချိန်ချင်းမွေးကနန်း site ကိုလည်းကရုမှာပြပေးပါမယ်ရှင်ဒီတစ်ပတ်မှာတစ်ချိန်ချင်းမွေးကနန်း site ကိုတစ်နှစ်စာမှာပါကရုထဲမှာထည့်ပေးထားမှာပါအဲ့တော့မွေးကနန်း site ကိုတော့တစ်နှစ်စာမှာပါကရုမှာထည့်ပေးပြီးတော့မွေးကနန်းနှစ်ကွက်ကိုကတော့မန်ပါတွေအားလုံးကိုပေးမှာပါရှင်အပတ်တိုင်းမှာမွေးကနန်းအဲ့ဒီမွေးကနန်းနှစ်ကွက်ကိုကတစ်ချိန်ချင်းမွေးကနန်းနှစ်ကွက်ကိုကအပတ်တိုင်းမှာမန်ပါတွေစီကိုပို့ပေးမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်